အားလုံးမင်္ဂလာပါဒီနေ့ပုံမှန်ဆိုရင်တော့ဒီနေ့ဗီဒီယိုတက်ဖို့ပေါ့နော်ဗီဒီယိုလေးလုပ်ဖို့မှအစီအစဉ်မရှိဘူးအခု review လေးတစ်ခုပေးခြင်းလို့ပေါ့နော်ကိုတိုင်းအခုဒီမှာရေမိုးချိုးပြီးတဲ့ခါကျတော့ဒီနေ့ခေါင်းလျှော်ရေမိုးချိုးလုပ်ပြီးတော့ပုံမှန် skin care လိမ့်နေပေါ့လေပုံမှန်လိမ့်နေကြတဲ့အတိုင်းပုံမှန် skin care တော့လိမ့်ဖြစ်တယ်ပုံမှန် skin care လေးလိမ့်ထားတယ်ပေါ့လိမ့်ထားပြီးတော့မှမျက်တောင်လေးကော့လိုက်တာပေါ့နော်မျက်တောင်ကော့တာကြိုက်တယ်မျက်တောင်ကော့တာကြိုက်တဲ့အတွက်ကြောင့်မျက်တောင်ကော့တယ်မျက်တောင်လေးကော့လိုက်တဲ့ခါကျတော့လေအခုကော့ထားတယ်ဒီမျက်တောင်ဒီဟာလေဒီမှာကြည့်မြင်ရတယ်နော်ရဲ့မျက်တောင်အဲ့လောက်မရှိဘူးသူကလေဘယ်လိုပြောရမလဲအရှိကိုကဒီအပြင်မှာဆိုရင်ပို့ပြီးတော့တည်တာတယ်သူအရှိကိုလူတို့ရှေ့ပြီးတော့ရှေ့ပြီးတော့ရှေ့ထွက်လာပြီးတော့ဖြာပြီးတော့ထွက်လာတာကွာသိလားဒီမှာဆိုရင်ဒီမှာကြည့်တလားဒီလိုဘေးတိုက်ဒီလိုလောက်ထားရမျက်တောင်မြင်ရတယ်သိလားမျက်တောင်အဲ့လောက်မရှိနေဘူးသူကလည်းပြီးတော့လေဘယ်လိုပြောရမလဲမဲအဲ့လိုမျိုးအချောင်းလိုက်ကြီးတွေလည်းမဟုတ်ဘူးချောင်းလိုက်ကြီးတွေလည်းမဟုတ်ဘူးကွာသူက natural လေးပဲကိုယ့်ရဲ့မျက်တောင်တိုင်းလေးကိုမှဒီလိုအရှိပြီးဒီလိုထွက်လာတာတော်ကောင်းတာသိလားတော်ကောင်းတာအဲ့ဒါကြောင့်မလို့လေသူကလေဒီလိုနာမည်ကြီးနာပေါ့နော်ဒီလိုမျိုးအဲ့ကြောင့်ဒီဘက်မှာတစ်ခုနောက်ဒီမှာကြည့်ဒီမှာကြည့်ဒီလိုဒီဘက်မှာလည်းအဲ့လိုပဲမြင်ရတယ်တွေ့လားရဲ့ဒီလိုမျက်တောင်ကပုံမှန်အဲ့လိုအရှိမဟုတ်ဘူးပုံမှန်ဒီလိုအရှိမဟုတ်ဘူးဒီဘက်ကဒီလိုစောင်းလိုက်တာနဲ့ကွာမြင်ရလားမသိဘူးဆက်ဖက်စပယ်အရေးနဲ့ဒီလိုစောင်းလိုက်တာအဲ့လိုမြင်ရတယ်သိလားဒီမှာကြည့်တော်ကောင်းတာအပြင်မှာဆိုပိုတိတာရသိလားဆိုင်မှာဒီနေ့တကုံထိုင်နေတယ်လေနည်းဖြစ်ရင်ဒီမှာဒီရှိမှာစမ်းစီလို့ရတယ်သိလားဒါလေးအဲ့ဒါလေးကဘာလေးလဲဆိုတော့ဒီမှာကြည့်ဒီမှာလမ်ခန်းကနေပြီးတော့ထွက်တဲ့ဒီတစိတ်လေးရှိမှာဖူးဆိုင်ရအောင်လားရောင်းနေတာလည်းကြာပြီတိတ်လည်းမကြံတော့ဘူးကွာဒါပေမဲ့ကိုတိုင်းလည်းဒီကမထုတ်ဖြစ်ဘူးရှိမှာဒီမနေပါလေမျက်တောင်မက်စကာရာရှိနေတဲ့ခါကျတော့မထုတ်ဖြစ်ဘူးအခုမှမက်စကာရာလည်းကိုကကုန်သွားပြီပေါ့နော်မက်စကာရာလည်းကုန်တော့တစ်ခုထုတ်မယ်ဆိုပြီးတော့ဒီဟာ review ရန်ကောင်းနေတယ်ဆိုပြီးတော့try ကြည့်မယ်လို့ဆိုပြီးတော့အခုမှတော့လုံးကြည့်လိုက်တာထုတ်ပြီးတော့သုံးချတော့တော်ကောင်းတယ်သိလားnormal လောက်ကိုတော့ကွာသုံးနေတဲ့လူတယောက်ကလေnormal မျက်တောင်တူလောက်ကိုကြိုက်တယ်ဆိုရင်ဆို natural ကိုကြိုက်တယ်လေ natural ကိုကြိုက်တယ်ဆိုရင် natural လောက်ကိုကြိုက်တဲ့လူကမျက်တောင်အခုလိုမျိုးအခုနောက်ပိုင်းမှာပေါ်နေတဲ့မျက်တောင်တူတော့မလိုဘူးဒီဟာလောက်နဲ့ natural လောက်ကိုကြိုက်တော့တာဒီ mascara တစ်ချောင်းဆောင်ထားရုံနဲ့ပြီးပြီတခါတောက်လျှောက်လောက်ပါလေဒီမှာကြည့်တွေ့လားလုံးဝအဲ့လိုထွက်နေတာအပြင်မှာကြည့်ရင်ကွာအပြင်မှာကြည့်ရင်တိတာတယ်ပို့ပြီးတော့လေကိုတိုင်းလောက်ကြည့်တဲ့ခါကျရင်လည်းပိုတိတာလေးပဲဒီမှာကြည့်ဒီလိုအဝေးရနေနော်ဒီမှာအဝေးရနေတာဒီမှာကြည့်တွေ့လားအဲ့လိုထွက်နေတာကောင်းတယ်တော်လေးကောင်းတယ်သိလားအဲ့ဒါလာပြောပြတာဘလာရှိမှလည်းအများကြီးတော့မကြံတော့ဘူးပေါ့နော်တကယ်လို့ mascara လိုပဲပေါ့နော်မျက်တောင်ကော့တာကြိုက်တဲ့သူနဲ့အကြိုက်ချင်းတူတဲ့လူတွေဆိုရင်တော့ပေါ့နော်နဲ့အကြိုက်ချင်းတူတဲ့လူဆိုရင်သုံးလို့ရအောင်လို့လေဘယ်လိုပြောရမလဲကြိုက်ချင်းတူတဲ့ခါကျတော့ကိုကပြန် share ပေးချင်တာကွာဒီလိုမျိုးတစ်ချောင်းဆောင်ထားလိုက်တဲ့ခါကျရင်အဆင်ပြေတယ်လေကိုအတွက်ဘေးပွဲပဲသွားပုံမှန် normal လေးပဲသွားအခုဆိုရင် skin care လိမ့်လိုက်တယ် skin care ပုံမှန်လိမ့်လိုက် skin care လေးလိမ့်ပြီးွားပြီဆိုတာနဲ့ကျန်တာတွေမလို့ဘူး make up ပါညာတာမလို့ပဲနဲ့ကွာမျက်ခေါင်းလုပ်လိုက်တယ်မျက်တောင်လေးကော့လိုက်တယ်ကွာအထက်က eyeliner လေးဆွဲလိုက်နှာခမ်းတွေပဲပါလဲဆိုတော့ဆို okay ပြီအဲ့အပြန်သွားလို့ရပါတယ်တနေ့ကုန်နေပဲလုံးဝကြိုက်တယ်တိလားတော်ကိုကြိုက်တာတော်ကြိုက်လို့လေးအဲ့ဒါဒီဟာလေးကိုသုံးပြီးချင်းဗီဒီယိုလေး review လုပ်အောင်မယ်လို့ဆိုပြီးတော့review လာပေးတာအဲ့ဒါလေးလာပြောပြတာပါဒီမှာကြည့်တွေ့လားအဝေးကနေကြည့်အရန်ကိုကြိုက်နေတာတွေ့လားကြည့်ဒီဘက်မှာစပင်နဲ့စပင်အရိပ်တွေပဲပြက်ပြီးတော့ဖြစ်နေလို့မနေနာတာဒီမှာကြည့်အရန်ကြိုက်တယ်အပြင်မှာအရန်တော့အရင်မှာအရန်လာတယ်တွေ့လားအရန်လာတယ်ဆိုတာလေဘယ်လိုပြောရမလဲမျက်တောင်ကော့ထားတော့ကွာမျက်လုံးလေးကထင်းတာအဲ့လိုလေးအဲ့ဒါလေးလာပြောပြတာပါလူချင်းနေဆိုရင်တော့ရှိမှာအများကြီးတော့မကြံတော့ဘူး3ချောင်းလောက်ပဲကြံတော့မယ်ဒါလေးလာပြောရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်